အားလုံးပဲမင်္ဂလာပါ Fun Ride Channel ကနေပြန်လည်ကြိုဆိုပါရစေဒီဘက်မှာတော့အချင်းစိမ်းမှာကြောက်ရောက်တတ်တဲ့ပိုးနဲ့ကာကွယ်နှိမ်နင်းနည်းအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီကကြောက်ရောက်တော့ပိုးတွေကတော့ဖိုးလာမင်းကြိုင်းခေါင်းညွန့်ထိုးပိုးဂျင်းတက်ချေးဘက်ဖိုးဂျင်းရွက်လိပ်ပိုးတွေပဲဖြစ်ပါတယ်ဖိုးလာမင်းကြိုင်းဟာဂျင်းတက်အနုပင်စီအခြေနဲ့အမြစ်တွေကိုဖျက်ဆီးရတဲ့အတွက်ဂျင်းတက်တွေအခေါင်းပေါက်ဖြစ်ကြံရစ်နေတတ်ပါတယ်ဖိုးလာမင်းကြိုင်းမကြောက်ရောက်စေဖို့ကောင်းစွာဆွေးမြေ့တဲ့မြေဆွေးနွားချေးကိုအသုံးပြုပြီးမြေပြင်တဲ့နေရာမှာညက်နေအောင်ထွန်ပြီးတီးလက်စိုက်ပျိုးခြင်းကိုဆောင်ရွက်ပေးရပါမယ်။ဂျင်းကောင်းညွန့်ထိုးဖို့ကဇူလိုင်ကနေအောက်တိုဘာလတွေမှာကြာရောက်တတ်ပြီးပိုးလောက်ကောင်ဟာပင်စီနဲ့အတွင်းသားတစ်ရှူးတွေကိုစားတောက်တဲ့အတွက်ဝါ6လာတတ်ပါတယ်။ဖလန်မဟာဥတွေကိုအပင်ငယ်ရဲ့အရွက်ရိုးတံနဲ့အဖူးတွေပေါ်မှာဥလေရှိပါတယ်။တမဘုဒ္ဓဆေးကိုနှစ်ပတ်တစ်ချိန်ပတ်ဖြန်းပြီးအပင်ခြေကိုမြေဖုံးပေးခြင်းဖြင့်ပိုးမကြအောင်ကြိုတင်ကာကွယ်နိုင်ပါတယ်။နောက်စီစဉ်မှာတော့ဂျင်းစိမ်းမှာကြာရောက်တတ်တဲ့ယောဂနဲ့ကာကွယ်နေနည်းအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။